ဒီလိုဗီဒီယိုလေးဘယ်လိုလုပ်ရအောင်တူတူလေးလာကြည့်ကြရအောင်ပထမဆုံးကြမ်းမြင့်ပေါ်ရေချပြီးတော့ခုံလိုက်တဲ့တပုံရိုက်မယ်ဒုတိယလူမပါတဲ့ဟာရိုက်မယ်တတိယရေပွက်တဲ့ဟာတစ်ခုထောင်းလို့ဆွဲမယ်ပေါ့နော်ပြီးရင်ကက်ကက်ထည့်သွားမယ်ရှီအိုင်လေးပေါ်လူလှမ်းခုံတဲ့အချိန်ကိုအဲ့နေရာမှာထောက်ပြီးတော့ free နှိပ်လိုက်မယ်ရလာတဲ့ပုံကိုကျွန်တော် over လေးနှိပ်ပြီးအောက်ချလိုက်မယ်ပြီးရင်အဲ့တက်ပုံကိုကျွန်တော် remove background နှိပ်မယ် background ဖြောင်းမှာပေါ့နော်ပြီးရင် keyframe ချမယ်ဒုတိယ keyframe ကနည်းနည်းလေးသွားပြီးဆွဲချလိုက်မယ်ဒါဆိုရပါနော်အဲ့ပြီးတော့ကျွန်တော်လူမပါတဲ့ဗီဒီယိုတစ်ပုဒ်ကို duplicate နှိပ်မယ်နှိပ်ပြီးတော့ကျွန်တော် over လေးနှိပ်မယ်ဒါပြီးတော့ရေပွက်တဲ့ဗီဒီယိုဖိုင်လေးကို over လေးနှိပ်လိုက်မယ်ပေါ့နော်အဲ့ဆိုရင်တော့အောက်ဆုံးရောက်လာအဲ့ပြီးတော့ supply ဆိုတာနှိပ်လိုက်မယ်ပြီးရင် light down ကိုနှိပ်လိုက်မယ်ပြီးရင်အဆုံးထိတင်မယ်ပေါ့နော်အဲ့ပြီးတော့ adjust ထဲသွားမယ်အချက်က white ကိုအဆုံးထိတင်မယ်ပြီးရင် bright ကိုလည်းအဆုံးထိတင်မယ်ဒါဆိုတော့ရရပါတော့ပြီးတော့ရေပွက်တဲ့ဟာကိုပဲနေရာမှာပွက်ချင်တယ်ဆိုတော့တစ်ချက်ပြန်ညှိလိုက်မယ်ရေကဖြူရောင်မလို့ကျွန်တော်ကအလင်းကိုလည်းအဆုံးထိတင်လိုက်တယ်ပေါ့နော်အဖြူရောင်လည်းအဆုံးထိတင်ပြီးတော့ရေနဲ့ရေကိုပိုးပြီးပေါ်လွင်တော့ညှိလိုက်တယ်ပေါ့နော်ဒါကိုလိုချင်တဲ့နေရာကိုချိန်ပြီးလောက်ကြည့်လိုက်အဆင်ပြေသွားပြီပေါ့နော်မိတ်ဆွေလည်းစမ်းပြီးလောက်ကြည့်ပါကြိုးရှိရဆိုတော့ like and follow လေးလုပ်ခဲ့ပြီးမှပြပါနော်အားလုံးကျေးဇူးတင်ပါတယ်